နောက်တစ်နေ့မှာရှင်းယူနဲ့မာလင်တို့ကုမ္ပဏီမှာအချိန်ပိုဆင်းပြီးအလုပ်လုပ်နေကြပါတယ်ရုတ်တရက်မီးပြတ်သွားပြီးဒေတာတူလောင်ခန့်ဘက်ကအတန်တွေကြားရပါတယ်သူတို့နှစ်ယောက်စစ်ဆေးဖို့သွားကြပါတယ်တစ်ချိန်တည်းမှာပဲဝူနဲ့မာလူတို့ကုမ္ပဏီထဲဝင်ဖို့စူးစမ်းနေစဉ်အမည်မသိသူတွေကလျှက်စစ်ရှော့ကရိယာနဲ့တိုက်ခိုက်ကြပါတယ်ဒေတာခန်းထဲမှာတော့မျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်ကမာလင်ကိုတတိလက်အောင်ရိုက်ပြီးရှင်းယူကိုလက်နက်နဲ့ချိန်ထားပါတယ်ရှင်းယူအံ့ဩသွားတာကအဲ့ဒီလူဟာသူမရဲ့အတွင်းရေးမှူးလင်းလင်းဖြစ်နေခြင်းပါပဲလင်းလင်းကသူမဟာရန်ရှင်ရဲ့အမိတ်အရတစ္ဆာဖောက်ခဲ့တာဖြစ်ပြီးကုမ္ပဏီရဲ့အရေးကြီးဒေတာတွေကိုလိုချင်ကြောင်းပြောပါတယ်အနည်းရရှိဆုံးအချိန်မှာဝူရောက်လာပါတယ်တကယ်တော့အစောပိုင်းကသူတတိလက်သွားတယ်လို့ဟန်ဆောင်ထားတာဖြစ်ပြီးလင်းလင်းကိုလှည့်စားဖို့စီစဉ်ထားတာပါဝူကလင်းလင်းကိုလျှက်စစ်ရှော့ကရိယာနဲ့အလွယ်တကူဖမ်းဆီးနိုင်ခဲ့ပါတယ်ပြီးတော့ CCTV စနစ်ကိုလည်းသူကိုယ်တိုင်ပိတ်ထားခဲ့တာဖြစ်ကြောင်းဝန်ခံပါတယ်ရန်ရှင်ကကင်မရာကနေစောင့်ကြည့်နေမှန်းသိထားလို့ထောင်ချောက်ဆင်ထားတာဖြစ်ပါတယ်ဒီအဖြစ်ပြက်ပြီးသွားပြီးနောက်ဝူဟာလူ့ဝက်ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိပါတယ်ဖုန်းခေါ်သူကဝူရဲ့အစစ်အမှန် identity ကိုသိနေပြီးဘာတစ်ခုစီလာဖို့ပြောပါတယ်တစ်ချိန်တည်းမှာပဲရှင်းယူစီလည်းအဲ့ဒီနေရာကိုတွားဖို့စာပို့ထားပါတယ်ဝူဘားကိုရောက်တော့အလီဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ရပါတယ်သူဘယ်သူလဲဆိုတာစဉ်းစားနေတော့အလီကဝူရဲ့တောက်စရာနဲ့စိတ်ခတ်လိုက်ပါတယ်ဆေးအာနီတင်ကြောင့်ဝူကောင်းမှုလာပြီးအားနေသွားပါတယ်အလီကသူ့ကိုစနောက်ပြီးသူ့ပေါ်စိတ်ဝင်စားကြောင်းပြသနေပါတယ်အဲ့ဒီအချိန်မှာရှင်းယူရောက်လာပြီးဝူကိုချက်ချင်းခေါ်ထုတ်သွားပါတယ်သူမကအခြားမိန်းကလေးတစ်ယောက်ဝူနာကတ်နေတာကိုမကြိုက်ပါဘူးတိုက်ခန်းပြန်ရောက်တော့ဆေးအာနီတင်ကြောင့်ဝူကထိမ့်မရဖြစ်နေပါတယ်ရှင်းယူနဲ့အလွန်နီးကပ်လာပြီးနမ်းပြီးတော့မလို့ဖြစ်သွားပါတယ်ဒါပေမဲ့သူ့ကိုယ်သူထိန်းချုပ်ဖို့ခေါင်းကိုကိုလက်တီးနဲ့ထုတ်ပြီးတတိလစ်သွားတဲ့အထိလှုပ်လိုက်ပါတယ်ရှင်းယူကစိတ်တူသွားပါတယ်တကယ်တော့သူမကနမ်းလိုက်ရင်တောင်စိတ်မဆိုးပဲရှိနေနိုင်ပေမဲ့ဝူကထွက်ပြေးတယ်လို့လှုပ်လိုက်တာကြောင့်စိတ်မကောင်းဖြစ်သွားတာပါနောက်နေ့မနက်ဝူနိုးလာတော့သူဘာများလုပ်မိတယ်လဲဆိုပြီးစိုးရိမ်နေပါတယ်ရှင်းယူကတော့ဘာမှမဖြစ်ဘူးလို့ပြောပေမဲ့စိတ်ထဲမှာတော့ဝူကိုပို့ပြီးဂရုစိုက်လာနေပါတယ်ရက်အနည်းငယ်ကြာမှရှင်းယူကအရေးကြီးတဲ့စီးပွားရေးညစာစားပွဲတစ်ခုကိုတက်ရောက်ဖို့ဝူကိုခေါ်သွားပါတယ်ရောက်သွားတော့သူမကဝူကိုစနောက်ပြီးကိုနီးကိုရှာပြီးဝင်ခဲ့လို့ပြောပြီးခမ်းမထဲဝင်သွားပါတယ်ရှင်းယူကအကြီးတန်းအမှုဆောင်တယောက်ကိုသူမရဲ့စီးပွားရေးစီမံကိန်းတင်ပြနေပါတယ်ရန်ရှင်ခိုးယူသွားတဲ့စီမံကိန်းအစားဘက်ကပ်ပလန်အသစ်ပြင်ဆင်ထားကြောင်းရှင်းပြပါတယ်အစည်းအဝေးအလယ်မှာလှပပြီးအာဏာရှိတဲ့အမျိုးသမီးတယောက်ဝင်လာပါတယ်သူမကနာမည်ကြီးရင်းနှီးမြှုပ်နှံသူညံရှိဖြစ်ပါတယ်အားလုံးကိုအံ့ဩစေတာကညံရှိဟာဝူကိုတွေ့တာနဲ့ပြစ်ဖက်လိုက်တာဖြစ်ပါတယ်ဝူကိုယ်တိုင်လည်းအံ့ဩသွားပါတယ်တကယ်တော့အရင်တုန်းကဝူဟာညံရှိရဲ့ကိုရန်တော်အဖြစ်အလုပ်လုပ်ခဲ့မှုပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ရှင်းယူကမနာလိုဖြစ်ပြီးခမ်းမထဲကထွက်သွားပါတယ်ဝူကသူမနောက်လိုက်သွားပြီးညံရှိနဲ့သူ့အကြားဘာမှမရှိကြောင်းရှင်းပြပါတယ်အဲ့ဒီနောက်ရှင်းယူရဲ့စီမံကိန်းအတွက်ညံရှိကရင်းနှီးမြှုပ်နှံဖို့သဘောတူလိုက်ပါတယ်ရှင်းယူကအလွန်ပျော်ရွှင်သွားပြီးဝူကိုအတူတောက်ဖို့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့သူတို့မသိတာကရန်ရှင်ဟာသူတို့ရဲ့နီးစပ်လာမှုကိုမုန်းတီးနေပြီးနောက်ထပ်အန္တရာယ်ကြီးတစ်ခုစီစဉ်နေပြီဖြစ်ပါတယ်